Salantuha in the psychological Hona Gate could be Rama. Note Eseka 4PA Roma Panita ဖြစ်ပါတယ်။ Player 4% view အနေနဲ့ကစားရပြီးတော့မှတက်လီကာတစ်ခုတည်းတော့လုံချောတာဖြစ်ပါတယ်။ Fraud တစ်ခုစင်တာအမှန်တရားတဲ့ဒါမှမဟုတ်ကြောက်မက်ဖွယ်ရာအရာဝတ္ထုအတစ်တွေကိုရှာတွေ့ကြုံတွေ့ရမှာဖြစ်ပါတယ်။စင်တွားဖို့ floor တိုင်းမှာဖုံးကွယ်ရတဲ့အရာတွေကိုရှာဖွေရမှာဖြစ်ပါတယ်။ Game မျိုးစားတော့ psychological Hona exploration magistry walking simulator realistic graphic နဲ့ Hona Atofia တို့အဓိကအခြေခံထားတာဖြစ်ပါတယ်။ platform အနေနဲ့တော့ PC ဖြစ်ပြီးတော့မှမေလ17ရက်နေ့2026ခုနှစ်ဒီမိုထွက်ခဲ့ပြီးတော့မှ full release အနေနဲ့ကတော့မေလ21ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်။ publisher အနေနဲ့တော့ 4BA Esaka Noza တို့ဖြစ်ပါတယ်။